အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဂျပန် philosophy တစ်ခုဖြစ်တဲ့ Ichiko Ichi ရဲ့အကြောင်းကိုပြောပြသွားချင်ပါတယ်တခါတလေလူတစ်ယောက်နဲ့နောက်တစ်ခါထပ်တွေ့ရမယ်လို့ထင်ထားတဲ့တွေ့ဆုံမှုကတကယ်တော့နောက်ဆုံးတွေ့ဆုံမှုဖြစ်နေတတ်တယ်အဲ့ဒီချိန်မှာပဲငါသားအဲ့ဒီနေရာစကားနဲ့ပူပြောခဲ့ရင်ငါသားကျေးဇူးတင်တယ်လို့ပြောခဲ့ရင်ဆိုတော့နောက်သားတွေကြိုက်ခဲ့တတ်တယ်အဲ့လိုခိုက်တတ်တဲ့အတွက်ဂျပန်ရဲ့လက်ပါရဲ့စကားလုံးတစ်ခုကတော့ Ichiko Ichi ပါပဲသူ့ရဲ့အဓိပ္ပာယ်ကတသက်မှတစ်ခါပဲကြုံနိုင်တဲ့တွေ့ဆုံမှုတဲ့ချမ်းနိုင်နေတဲ့အဆုံးရောက်တယ်လို့ထင်ရပေမဲ့ဒီယူဆအောင်နားလဲသွားတဲ့နေမှာလူတစ်ယောက်နဲ့တွေ့ဆုံမှုအစအလုပ်တစ်ခုကိုလုပ်ပုံဆုံးအရင်ကထဲပိုလေးနဲ့တပြည့်ရှင်မှုကိုခံစားလာရတယ်အင်ဂျင်ရောက်ရင်ကို့အဖေနဲ့အမေရဲ့ညနာကိုသိချကြည့်ဘူးလားအခုမြင်နေရတဲ့လူပြိုနေသေးတဲ့ညနာတွေကနောက်နှစ်တွေမှာဒီတိုင်းရှိနေတော့မှာမဟုတ်ပါဘူးနောက်မှဖွင့်ပြောမယ်ဆိုပြီးပြောလိုက်ရတဲ့ငယ်ချင်းပုံမြင်လေးတစ်ပုဒ်ရှိခဲ့ဘူးလားနောက်မှပြောလိုက်မယ်ဆိုပြီးမပြောလိုက်ရတဲ့စကားတွေနောက်မှသွားတွေ့မယ်ဆိုပြီးမတွေ့ဖြစ်တော့တဲ့သူတွေကိုယ်ပွားမှလည်းရှိခဲ့မှာပါတခါတလေနောက်မှဆိုတဲ့စကားဘယ်တော့မှဆိုပြီးကြောင်းလဲသွားတတ်ပါတယ်နောက်မှဆုံးမယ်တော့လို့ပြောပြီးခွဲခဲ့တဲ့တကယ်ချင်းနဲ့အဲ့ဒီနေရာနောက်ဆုံးတွေ့ဆုံကြဖြစ်သွားမယ်လို့ဘယ်သူမှမသိနိုင်ပါဘူးဒါကြောင့်အခိုက်အတန့်တိုင်းကပြန်မလာတော့ဘူးဒါက Ichiko Ichi ရဲ့အနှစ်သာရပါပဲကျွန်တော်တို့ကတကယ်ချင်းနဲ့ထိုင်နေတောင်မှဖုန်းကိုပဲကြည့်နေပြီးတတ်တယ်မိသားစုနဲ့စကားပြောနေရင်လည်းဖုန်းတို့တီးတက်လာတဲ့စိတ်ကအဲ့ဒီဘက်ကိုရောက်သွားပြန်တယ်ဘာလို့လဲဆိုတော့နောက်လဲတွေ့အောင်မှာပဲလို့ထင်ထားလို့ပဲအဒီမှာ Ichiko Ichi ကတတိပေးရဲ့ဒီတွေ့ဆုံမှုကဒီပုံစံအတိုင်းဘယ်တော့မှထပ်ဖြစ်လာတော့မှာမဟုတ်ဘူးဒီနေ့ဒီတကယ်ချင်းနဲ့ဒီဆိုင်မှာထိုင်ပြီးကော်ဖီတောင်းနေတယ်ကိုဘဝမှာဒီတစ်ခါပဲရရှိတဲ့အခိုက်အတန့်ပါပဲအဲ့ဒါကလည်းဘာဖြစ်လို့လဲဆိုရင်မနေ့ပြန်ဒီဆိုင်ကိုပဲပြန်လာရင်တောင်မှနေဆွဲမတူတော့ဘူးအသက်အရွယ်မတူတော့ဘူးစကားပြောတဲ့အကြောင်းအရာတွေလည်းမတူတော့ဘူးအဲ့ဒါကြောင့်အခိုက်အတန့်တိုင်းကထူးခြားတယ်Ichiko Ichi ကိုနားလေတဲ့သူကလူတစ်ယောက်နဲ့ဆုံတဲ့ချိန်မှာဖုန်းကိုခဏပေးစားထားတတ်တယ်ရှေ့ရလူရဲ့စကားကိုတေချာနားထောင်နဲ့တေချာကြည့်တယ်အဲ့ဒီအချိန်မှာပဲအပြေအဝရှိနေတတ်တယ်ဘာလို့လဲဆိုတော့လက်ရှိမှာရှိနေခြင်းကအကောင်းဆုံးလက်ဆောင်ဆိုတာသိနေလို့ပါပဲနောက်တစ်ခုက Ichiko Ichi ကနောက်တာနေတဲ့ဘဝကိုသင်ပေးတယ်နောက်တာဆိုတာဆုံးဖြတ်ချက်ကြီးကြီးတွေကြောင်းပဲဖြစ်လာတာမဟုတ်ပါဘူးနောက်မှပြောလိုက်မယ်နောက်မှလုပ်လိုက်မယ်ဆိုတဲ့စကားလေးတွေကတည်းစတတ်တယ်တကယ်လို့ဒါနောက်ဆုံးအချိန်ဖြစ်နိုင်တယ်လို့တွေးပြီးအလုပ်တစ်ခုကိုလုပ်ကြည့်ရင်ပိုကူးဆိုင်လာတယ်လူတစ်ယောက်ကိုဆက်ဆံကြည့်ရင်ပုံတွေးထွေးလာတယ်ပြောသမျှစကားတိုင်းလုပ်သမျှအလုပ်တိုင်းကပူတန်မှုရှိလာတယ်Ichiko Ichi ဆိုတာလက်ရှိအချိန်ကိုအလေးနဲ့ထားတဲ့အတွေ့အခေါ်တစ်ခုပါအတိတ်ကိုပြန်ပြင်လို့မရဘူးအနာဂတ်ကိုလည်းကြုံမသိနိုင်ဘူးတကယ်ပိုင်ဆိုင်ထားတာအခုဆိုတဲ့အချိန်လေးပဲဒါကြောင့်ဘယ်သူနဲ့ပဲစုံဒီတကားပဲဆိုရတော့မယ်အတိုင်းတမှုထားပါဒီလိုနေတက်လာတဲ့နေမှာကိုယ့်ဘဝကပိုလေးနဲ့လာမယ်ပျော်ရွှင်မှုကလည်းအစစ်အမှန်ဖြစ်လာပါလိမ့်မယ်